တိုင်းပြည်ပြက်နေတာငါအလူတော့ပြီးအောင်လုံးဝမယ်ဆိုတဲ့အတွေးမျိုးတွေနဲ့ကောင်းတာလောက်တာပဲလေဆိုပြီးတော့ကြီးလေးငလင်လောက်ပြီးသူများတွေအားလုံးစိတ်ဒုက္ခရောက်နေကြမှာအရှိမဖြတ်ပြီးရှင်ပြုတ်ရဟန်းကနေဟိုးတိုက်ပြိုတွေကိုနောက်ခံထားပြီးတော့စဉ်းစားကြည့်လေကောင်းတာလောက်တာပဲလေဘာသာရေးကောင်းမှုတွေပေါ့အဲ့ဒါဘာသာရေးကကောင်းဆုံးပဲကောင်းတယ်အဲ့ဒီဘာသာရေးကိုသင်ကြားပြသနေတဲ့ဘာသာရေးစိတ်ရဆိုတဲ့လူတွေရဲ့ခေါ်အပြောတွေလေတိုင်းပြည်တစ်ပြည်လုံးပြက်လက်ငါလူတော့ပြီးအောင်လုပ်ရမယ်ငါဖျားဝဲတော့လူစီရမှာပေါ့ဒါမျိုးပေါ့ဒါကြီးကိုကောင်းတယ်ကုသိုလ်တွေအများကြီးရတာပေါ့သူတရားကိုမုန်းခံပြီးပြောတာဒီမှာလူတွေစေးအောင်စေကံမရှိလို့ဒုက္ခရောက်နေလဲပြဿနာတက်နေပါလားဆိုမှဟိုမှာကြောင်းကြီးကိုတိမ်မောင်းတသိန်းနဲ့လူမဲ့ရွှေကြောင်းတခါမှတွေဖြစ်ချင်နေကြတာလေခင်ဗျားတို့တွေ့ကြမှာပါအဆလွဲနေကြတာဗျဘာသာတရားကိုကိုးကွယ်တယ်ဆိုတော့ကျွန်တော်သိတယ်လို့လမ်းမှာကမ်းမအောင်လို့တကယ်နည်းတော့လမ်းညွှန်မှုအောက်မှာနေနေတဲ့သူတွေလမ်းမှာရှောက်နေတဲ့လူတွေသူတို့တွေကိုကျွန်တော်တို့ကနေပြီးတော့ကဲတင်နိုင်မှုအခုကငါတို့လည်းငါတို့ကြိုက်တာလုပ်မယ်ဆိုပြီးတော့လုပ်နေကြမယ်ဆိုရင်အခုဒီဘာသာတရားကိုကိုးကွယ်နေတာဘာအကျိုးရှိမှာလဲစဉ်းစားကြည့်ကြည့်လေဗျဟိုလဲလူကဒီလဲလူကငွေလဲကုန်အတန်လဲပြရတဲ့ကိစ္စကြီးဖြစ်နေမှာဗောဗျရိုင်းပြောရရင်ဗျအခုနောက်ပိုင်းကဘာသာတရားကနေပြီးတော့လူလိုမသိတတ်တဲ့လူတွေအများကြီးမွေးလာတယ်လို့ဖြစ်လာရက်ခွက်တဲ့ဝကြည့်ခင်ဗျားတို့လေဘာသာရေးလောက်တာပဲလေအတန်ချက်ဆက်နဲ့တနေ့ကုန်ဘယ်ဒီအိမ်နေနားမခံနိုင်အောင်ဖွင့်နေတာလေဘာသာရေးဘယ်သူမှတမပြောရဘူးဘာသာရေးလုပ်နေတာဘာသာရေးပွဲတော့လေတောက်စားမူရေးပျော်ပါမှာဒစ်ကိုတွေနဲ့ကလူငယ်တွေအများကြီးအဲ့လိုမျိုးဒစ်ကိုတွေနဲ့ကနေတဲ့လူငယ်တွေအများကြီးမွေးထုတ်တာလေဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင်ကအောင်ဘာထူးလို့လေဗျာဘာသာရေးဝတ်စုံဝတ်လိုက်တာနဲ့ဘာတိတော့လားလုံးဝလူမဟုတ်တော့လုံးဝသူကလုံးဝဆရာကြီးပေါ့နော်အဲ့လူထက်ကိုမြင့်သွားတဲ့ဟာမျိုးတွေခံယူသွားကြတယ်ပြီးတော့လူထက်ပို့ပြီးတော့သူတို့တွေအခွင့်အရေးတွေလိုချင်တယ်နေရာထူးတွေလိုချင်တယ်ဦးပြပြအစားတောက်လိုချင်တယ်ကောင်းမင်းညုံးမင်းဆိုတဲ့ပစ္စည်းတွေသုံးချင်တယ်ဖြစ်ကုန်တကယ်ပဲဗျသင်္ကန်းတော်မှာတသုံးဘယ်နှသိန်းဆိုတာအကန့်နဲ့ရှိသေးတယ်ကိုဆရာတို့ဘုန်းကြီးလောကမှာရှော့တော့မတွက်နဲ့ကားတွေဆိုတဲ့တရား2စီး3စီးဟောမတွေ့လားကိုကြီးဆိုရင်ဘယ်ဘန်တလီမှစီးရတော့ပါတေသွားမယ်နော်နှစ်ညကိုသိတဲ့တော်ရတာလူကတဆင်းမြင့်တယ်လို့တွေးနေကြနေထိုင်နေကြတဲ့အခါကျတော့နောက်ဆုံးလူလိုသူတို့မှမသိတော့လူတော့သူတော်တွေလည်းမဝင်ဆိုင်တော့လူရိုင်းတာမဟုတ်ဘူးနော်တကယ်ပြောတာရိုင်းတာမဟုတ်ဘူးလူသူလိုလည်းသူတို့မတွေးတတ်တော့ဘူး